in the plan လေးဖတ်ပါ number 1 လေး In uniform circular motion, the centripetal force, centripetal force, acceleration of that direction. Says. Opposite. Yeah, centripetal နဲ့ centrifugal sorry ဒါ opposite ဒီမှာဟိုဆက်ချအဖြေလွဲနေတယ်အဲ့တော့ opposite direction နော်ကဲ number 1လေး number 2 လေးဖတ်ကြည့်ပါဦး Therefore, in a circular motion is not a real force inherently away from the center of the circle, centrifugal. centrifugal နော်စလုံးလေးပေါင်းကြည့်ပါဦး CNDR, centrifugal. ဒီမှာဆိုရင်ဘာပြောနော် really away from the center of the circle ကွာနော်ဟိုကောင်ကကျတော့ toward the center of the circle အဲ့မှာလည်းကွာသွားပါဘောနော် opposite direction ဖြစ်သွားပါဘောနော်ဆရာကကအဖြစ်လည်းလွဲနေပါဘောနော်အဲ့ဒါလေးဟောဖြစ်တာနော်နောက်တစ်ခါကျ number 3 လေးဟောပြမယ် Gonna be here force. Centrifugal force in a circular motion is not a real force. number 4 လေးဖတ်ပါဦး When a car driver on a car flow roll and blood flow delay in a centripetal force. ကောက်အမ်ဘန်ရိုးကွာအမ်ဘန်ရိုးဆိုတော့သူလမ်းရမှုမှတ်မြင့်ထားအောင်အညီကြီးဆိုရင်တော့ဘာဖြစ်သွားမှာ Normal flow. မဟုတ်လေ frictional force လေကားတာယာနဲ့ခုနကလမ်းနဲ့ဂျားမှာရှိတဲ့ frictional force frictional force ဆိုရင်မြင်ပေါင်းကြည့်ပါဦး FRITION. Yeah, friction. လောအောင်စလုံးလေးအကျဉ်းသားလေးထုံး2 3စီတော့ရေးလိုက်ပါဦး5လေးဖတ်မယ် That is used to measure. That is used to measure the regulate the speed of machine. စစ်တခုရဲ့အမြန်နှုန်းကို regulate ဖြစ်မယ်နောက်တိုင်းတာဆိုပြီးဘာလေးလုံးလေး centrifugal centrifugal governor အဲ့ဒါလေးလှည့်ကြည့်ပါဦးအနားလေး Motion current the car in the power due to the full adding on the centrifugal. Both. ကဲတော့အဲ့ဒါလေးထပ်ရေးကြည့်ပါဦးယူကရေးထားသေးလားရ centrifugal governor ရေးထားရင်ရပြီနောက် number 8လေး Therefore, the key and of the moving in a circular path is directed toward the blood of the circle center. သူကဆိုတော့ center ပဲနော် As the line orbiting the blood is supported by the centripetal force. ဒါပြီ centrifugal The force exists between the sun and the earth in the direction that the earth. ဘာဖြစ်မလဲ To what? ။ဟုတ်လေကဘာရဲ့လမ်းကြောင်းနဲ့ဘာဖြစ်သွားမှာ Rotation. ဟုတ်ဘူးလေဥပမာကattractive force အဲ့ဒါဒါလေးရှင်းပြမယ်။ဒါဟောဘောနော်သူနေထားလိုက်နော်နေရတော့ကဘာနေပတ်လိုက်ပြီဒါကဘာကြီးပတ်လိုက်ပြီနေတာဆန်းဒါနေနဲ့ကဘာနဲ့ပတ်ပြီမဲ့လို့ရှင်တို့ကြားထဲမှာရှိတဲ့ဒါကြီးကသူ့ရဲ့လမ်းကြောင်းတော့ကွာနော်ပတ်တဲ့လမ်းကြောင်းဆိုတော့ velocity vector ပဲထားလိုက်နော်ဒီ vector အဲ့တော့ဒီကြားထဲမှာရှိမဲ့ r လေး attractive force r နော်အဲ့ r လေးနဲ့တို့ကြားပါဖြစ်သွားမှာသင်္ချာသဘောတရားရတန်းချက်မြင်းကိုသူ radius ကနေထောက်လို့ရှိရင်လောင်းမှကြရမယ်ဒါဆိုဘာဖြစ်သွားမှာလဲ perpendicular လည်းရမယ် normal ဆိုလည်းရမယ်ပေါ့နော်အဲ့ဒါသူဘာဖြစ်ထားလဲကြည့်ကြရအောင် perpendicular ဖြစ်ထားပါနော်အဲ့ဒါစာကြောင်းဓာတ်ရိုက်ကြည့်ပါနော်ဖတ်ကြည့်ပါဦးအဲ့စာကြောင်းရှာကြည့်ပါဦးဒီ test ဖို့ Attractive force exists between the sun and the earth in the direction perpendicular to the path of the earth. Therefore, အဲ့ဒါဒီမို့လေအဲ့မှာဆိုတော့ဖြစ်သွားမယ်တပေါ့ဒါစာကြောင်းထည့်ပြီးပဲဟုတ်တယ်မလားဒီမှာဘာဖြစ်သွားမလဲ perpendicular နော်ဒါဆိုရမယ်နော် an object. An object of mass kilogram weight and circle with radius meter and speed of 3 meter per second. The arrow direction toward the center is Newton. တွေ့ကြည့်လိုက် formula လေးကိုပထမဆုံး formula လေးမှာ F = ma ဟုတ်တယ်မလား next force ဆိုတော့လေ F = ma နဲ့သွားမယ် F = ma FCC = mac နော် MAC အဲ့တော့ AC ဆိုရင်ဘာပြောလဲ AC = What is
အဲ့လို formula တွေလေးပထမဆုံး by R အဲ့တော့ v square B square by v square by r b equal to R omega r omega r square ဟိုပထမဆုံးစာမျက်နှာကိုသွားစာမျက်နှာ39ကိုသွားအဲ့တော့ Newton second law က F equal to m ရာဝတ္ထုတစ်ခုကတနေရာနဲ့တနေရာရွေးဖို့ဆိုရင်တို့ကအသတင်အားရှိရမယ်ဟုတ်တယ်နော်အသတင်အားမရှိရင်မရွေးဘူးပေါ့နော်အဲ့ဒါနဲ့အသတင်အားရှိရတော့ F equal to m အဲ့ဒါမှတော့အဲ့ဒီအသတင်အားလေးက FC နဲ့ centimeter ဖို့ဖြစ်မယ်ပေါ့နော် F အဲ့တော့စဝိုင်းမုံလမ်းကြောင်းမှာဆိုရင် centimeter ဖို့ဖြစ်မယ်အဲ့တော့ FC equal to MAC AC equal to B square AC equal to B square by R အဲ့တော့ AC ညာလေးကို B square by R ထည့်မယ်အောက်ကကျတော့ M လေးကျန်မှာပေါ့နော်အဲ့တော့ M V square by R ဒါဆိုရင် centimeter ဖို့ဆိုပြီးဆရာတို့တွတ်နေရလေ M V square by R ဆိုတော့တွတ်နေဟုတ်တယ်နော်အပြင်က M V square by R လေးရပြီနောက်ထပ်ဒီလေးနေရာမှာဗာလေးရှိတယ်ဆရာတို့ကစဝိုင်းမုံလမ်းကြောင်းဖြစ်ရင် R omega ရှိတယ်အဲ့တော့ R square omega square အဲ့တော့ R square နဲ့ R နဲ့ဆိုတော့အောက်က R နဲ့ဆိုတော့ R ဖြစ်သွားမှာပေါ့နော်တစ်ထပ်ကြည်ကောင်းပေါ့နော်အဲ့တော့ MR omega square နော်အဲ့ဒါလေးကနေဆရာတို့ formula နဲ့တွက်လိုက်မယ်နော်အဲ့ဒါရမလား 36မှ6 36မှန်တယ်နော်အဲ့ဒါမျိုးဒါတော့စောင်းတွက်ရမယ်နော် formula လေးကတော့သိရမယ်နော်ဒါမျိုးဒါလေးဆိုလွယ်လွယ်လေးပေါ့နော်လွယ်လွယ်လေးကိုကိုကစဉ်းစားတတ်ရင်ဟောဖြစ်တယ်မစဉ်းစားတတ်ရင်လည်းနည်းနည်းလေးဟောဖြစ်သွားမယ်နော်သူက36ဆိုဒီမှာ Newton ပါပြီးသားဆို AC ပဲ36လေးပဲရေးလိုက်ရမယ်နော်ဟိုကတော့သတိထားမယ်နော်ဟို centimeter force ဆိုပြီးတော့နောက်မှာ force လေးပါတယ်ရှေ့ကကွက်လက်လေးပေးထားရင် centimeter ပဲရေးနော်ဟိုက on ပြီးတော့လက်လုံပြီးတော့ centimeter force တွေတော့မရေးတော့နဲ့လေနော်ဟိုဒါကြီးတော့မမှားပါဘူးသို့တော့ဟိုကတိတိကျကျပြောင်းတယ်နော်မှတ်ချက်ချော့ကျင်တဲ့လူကြိုင်ဒါကြီးက force ပါလို့ချော့တယ်ဆိုပြီးတော့မိကုန်းနားမလဲဘူးဆိုတဲ့ဟာတွေမဖြစ်စေနဲ့နော်အတိအကျရေးနော်မိကုန်းကတခြားလေးဖက်ပြီးတိတိကျကျလေးရေးနေကဲနောက်တစ်ခုဖတ်ပါဦးနံပါတ်7လေး triangular speed is speed the blank for all point on a rotating circular plate rotating circular plate အဲ့တော့ rotating circular plate တစ်ခုရဲ့တဲ့နော် all point အမှတ်အားလုံးမှာရှိရဲ့ဟောလေးပဲပေါ့နော် angular speed is that pull up for all point အမှတ်အားလုံးမှာဆိုဘာဖြစ်မှာဒါတော့ဟိုစက်သားဘက်စက်ကင်ပကင်နော်ဒီဟာလေးရှင်းပြမယ်ဒါလေးက angular speed ရဆိုတော့ဘာဖြတ်ရမလဲဆိုတော့နော်ဒီကြည့်angular speed ဆိုဘာလေးလဲ omega နော်အဲ့တော့ rotating ရဲ့ circular plate ထားပါအဲ့တော့ circular plate ဆိုတာပကံပြားကြီးပဲထားလိုက်ပါနော်အဲ့ရပန်ငါပဲထားလိုက်ပါကွာပန်ငါဆိုလဲနေမှာဒါကြီးက rotation နဲ့လဲနေမယ်အဲ့ဒါဆိုရင်ဒီအမှတ်မှာရှိရဲ့ velocity vector လေးရတော့ဆရာတို့ကဒီအမှတ်မှာရှိရဲ့ velocity vector ဒီအမှတ်မှာရှိရဲ့ velocity vector တူနိုင်တာ 29 မတူဒီမှာလေး r လေးတွေဒီ r နောက် r တော့ဒီကနေဆိုတော့ဒီမှာဆိုတော့ဒီ velocity vector လေးတွေ v equal to ဆရာတို့မှာ formula ရှိတယ် omega ဒီတန်ဖိုးမှာဆိုတော့မတူဘူးเนาะအဲ့ဒါဆိုရင် linear velocity vector လို့ပဲမြင်မြင် linear velocity လို့ပဲမြင်မြင်အဲ့ဒါဆိုတော့မတူဘူးဘာကြောင့်မတူလဲဆိုတော့ r ကြောင့်မတူပြန်เนาะကဲအဲ့ဒါလေးကိုမှကဲဆရာဟောပြလိုက်မယ်အဲ့ဒီမှတ်မှာခုနလိုပဲဒီအမှတ်ဆိုရင်ဆရာထားပါ angle ကို theta စတယ်လည်းထားလိုက်ပါဘောเนาะ initial set လေး0လေးပေါ့เนาะအဲ့တော့ theta 0လေးပဲထားလိုက်မယ်အဲ့ဒါနေဒီဘက်ကိုရွှေ့သွားမယ်အဲ့ဒါဆိုဒါ theta ဆိုတဲ့တန်ဖိုးလေးတစ်ခုရလာပြီပေါ့နော်အဲ့ဒါဆိုကြဒီအမှတ်မှာရှိတဲ့ theta နဲ့ဒီအမှတ်မှာရှိတဲ့ theta တူနိုင်လားဟဲ 29 angle လေးကဲဒီမှာတိုင်းနဲ့ theta လေး angular ဒီမှာလေး angular speed လေးဟုတ်တယ် angular speed ဆိုတော့ theta ကိုစဉ်းစားရအောင်နော်အရွေ့လေးပေါ့နော်ဒီမှာဆိုလဲတို့တူနိုင်တယ်လေနော်တောင်းအဲ့တော့ velocity ဒီ velocity ကတော့မတူနိုင်ဘူးတို့ကရှားရဲလို့ရှားရဲဆိုတော့သမီးတို့ဟိုတို့စင်တာဝန်ထဲမှာတင်တော့ရှားရဲတို့အလယ်နောက်ဆိုကလေးလေးရှင်သေးလေးရအလယ်မှာရှိတယ်မြင်းရအဆုံမှာရှိရဟုတ်တယ်မလားမြင်းပေါ်မှာစီးတဲ့ကောင်ကကျတော့ဘာဖြစ်တော့သူ့ရဲ့ဟိုဒီ linear velocity v ဆိုရင်တော့သူကဘာဖြစ်တော့အာကြီးကများနေတယ်နော်အာကြီးကများနေတော့ဟောဖြစ်တာပေါ့ဒုံးနဲ့ရရင်တော့ဒုံးအတူလေးနဲ့ရရင်သက်တာတယ်ပေါ့ဒုံးအရှင်နဲ့ရရင်လွှဲလို့ရှိရင်လေအဲ့တို့ရဲ့ဟိုကြီးကပုံမဝေးဘူးလားဟိုဝေးတော့ပုံပြီးတော့နားတယ်နော်ဟိုအဲ့မှာလေအတင်းနဲ့မြင်းနေတယ်ဟုတ်တယ်မလားမြင်းပေါ်မှာထိုင်တဲ့ဒီကောင်ကဒီတန်ဖိုးလေးဆိုတော့သူကဟောဖြစ်တယ်ဟိုမြင်းပေါ်မှာထိုင်တဲ့ကောင်များပြီးရှင်လေးပေါ်မှာထိုင်တဲ့ကောင်ကနည်းတယ်ဒါပေမဲ့တို့ဒီ angular ဒီဟိုလေးတော့ angular speed လေးကိုစဉ်းစားလို့ရှင်ကြရင်တော့သူကဘာဖြစ်သွားလဲသူတို့နှစ်ခုကအတူတူပဲဘာကြောင့်လဲဆိုတော့ဒီ theta နဲ့သွားတာပေါ့နော်